အလုတ်စောစောထားလာတဲ့အမျိုးသမီးကကုမ္ပဏီထဲကိုဝင်လာတာနဲ့သူမကြိုက်တဲ့လုပ်ဖော်ကိုင်ဖက်တစ်ယောက်ကိုစားနောက်ပြီးပခုံးပေါ်ကကြော်ချလိုက်ပါတယ်ပြီးတော့ CEO ရဲ့ရုံးခန်းနဲ့တန်းဝင်သွားပြီးသူ့လေပင်ကိုဆွဲကသူ့ရဲ့အကျင့်ဆိုးတွေအားလုံးကိုမျက်နှာချင်းဆိုင်ရင်ဖွင့်ပါတော့တယ်ပြီးတော့သူ့အာယုံကိုရဖို့ပခုံးကိုပေါ့ပေါ့လေးပုတ်လိုက်တဲ့ CEO ကဒေါသတကြီးနဲ့မင်းဒုက္ခရောက်တော့မယ်လို့ပြောလိုက်တဲ့အချိန်နောက်တစ်စက္ကန့်မှာပဲအမျိုးသမီးကအိယာကနေလန့်နိုးလာခဲ့ပါတယ်တကယ်တော့ဒါတွေအားလုံးကအိမ်မက်တစ်ခုမျှသာဖြစ်နေခဲ့တာပါအမျိုးသမီးကအသက်25နှစ်မတိုင်ခင်ဒေါ်လာ3တန်းစုဆောင်းဖို့တနိဋ္ဌာန်ချထားပါတယ်သူ့ဖုန်းထဲကငွေစုစည်းရင်းက3တန်းပြည့်တော့မှာကိုကြည်ရင်သူမပြုံးပြော်စွာနဲ့အလုပ်ကိုထွက်လာခဲ့ပေမဲ့မထင်မှတ်တဲ့အဖြစ်အပျက်တစ်ခုကသူ့ကိုစောင့်ကြိုနေမှန်းတော့မသိခဲ့ပါဘူးထုံးစံတိုင်းပဲသူမ CEO ရဲ့ရုံးခန်းထဲကိုဝင်သွားခဲ့ပါတယ် CEO ကတက်တက်ရရမရှိပဲရှုပ်ပွားနေတာကိုတွေ့တော့သူမမနေနိုင်ပဲသူ့ရဲ့အဝတ်စားတွေကိုပြင်ဆင်ပေးလိုက်တယ်ပြီးတော့ဒီနေ့သူ့မှာချင်းတွေ့ပွဲသွားရမယ့်အကြောင်းသတိပေးလိုက်ပါတယ် CEO ကသူ့လိုရုပ်ချောတဲ့သူကချင်းတွေ့ပွဲတွေမလိုအပ်ဘူးလို့မထီမဲ့မြေပုံစံနဲ့ပြန်ပြောလိုက်တဲ့အမျိုးသမီးလည်းဘာပြန်ပြောရမှန်းမသိအောင်ဖြစ်သွားပေမဲ့နောက်ဆုံးတော့ CEO ကသွားဖို့သဘောတူလိုက်တဲ့အခါသူ့ကိုချီကျူးပြီးကျေနပ်စွာနဲ့ရုံးခန်းထဲကထွက်လာခဲ့ပါတယ်သူမစာပွဲကိုပြန်ရောက်တဲ့အခါကျမ်းမာရေးစစ်ချက်အဖြေကိုဖွင့်ကြည့်လိုက်ပြီးစိုးရင်စရာကောင်းတဲ့ရလဒ်တစ်ခုကြောင့်တုံ့လောက်သွားခဲ့ပါတယ်စိတ်နှလုံးကြေကွဲစွာနဲ့သူမစိတ်ငြိမ်အောင်အပြင်ကိုထွက်ပြေးခဲ့ပါတယ်တစ်ချိန်တည်းမှာပဲချင်းတွေ့ပွဲအတွက်ပြင်ဆင်နေတဲ့ CEO ကသူ့နာမည်တွေကြီးအပြည့်ရေးထားတဲ့စာရွက်တွေကိုမတော်တဆတွေ့ရှိသွားခဲ့ပါတယ်သူကအမျိုးသမီးဟာသူ့ကိုတိတ်တခိုးသဘောကျနေတယ်လို့ချက်ချင်းပဲအထင်လွဲသွားပါတယ်အဲ့ဒီအချိန်မှာပဲမျက်လုံးတွေညီရဲနေတဲ့အမျိုးသမီးပေါ်လာတာကသူ့ရဲ့အထင်လွဲမှုကိုပိုပြီးခိုင်မာသွားစေခဲ့ပါတယ်ချင်းတွေ့ပွဲသွားတဲ့လမ်းမှာရုတ်တရက်မိုးရွာချလိုက်ပါတယ်ကားဆောင်နေတော့မှပဲဆိုးရွားတဲ့ရာသီဥတုကြောင့်အမျိုးသမီးကအရန်စိတ်တူသွားပြီး CEO လက်ထဲကထီကိုတွင်းပစ်ကကျမအလုပ်ထွက်တော့မယ်လို့ပြောလိုက်ပါတယ်ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲ CEO ကမြေပြင်ပေါ်ကထီကိုပြန်ကောက်ပြီးသူ့မစီကိုရှောက်လာခဲ့ပါတယ်သူမရဲ့စိတ်လိုက်မှန်မှာပောက်ကွဲမှုကိုတတိထားမိပြီးချက်ချင်းပြန်တောင်းပန်လိုက်ပေမဲ့ CEO ကတော့သူမတဝင်တူနေတယ်လို့ပဲထင်သွားခဲ့ပါတယ်နောက်ဆုံးတော့ချင်းတွေ့ပွဲနေရာကိုရောက်သွားတဲ့အခါချင်းတွေ့မဲ့သူက CEO နဲ့အတူသူ့ရဲ့အချစ်ဆုံးတငယ်ချင်းပါလာတာကိုတွေ့ပြီးတုံ့လောက်သွားခဲ့ပါတယ်သူ့ရဲ့လှုပ်ဝက်ချက်တွေပေါ်သွားမှစိုးရိမ်တဲ့တငယ်ချင်းကဝိုင်းတစ်ခွက်မှာထားခဲ့ပြီးတိတ်တဆိတ်ပဲထွက်သွားခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီဝိုင်းတစ်ခွက်မှာနားလည်မှုလွဲမှားစရာပြဿနာတေးသေးလေးတစ်ခုရှိနေမှန်းတော့သူတို့သတိမထားမိလိုက်ကြပါဘူး